ဒီအချက်တွေကိုမသိတိုင်းအင်္ဂိမ်းလို့ရင် UC ဝဲနေရာမှာတော်တော်လေးကိုတိုင်ပတ်စေမှာပါအားလုံးပဲမင်္ဂလာပါ Perfect Gaming TV ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီလာပြောပေးသွားမှာတော့ကျွန်တော်တို့အင်္ဂိမ်းလို့in နဲ့ UC ဝဲတဲ့ခါမှာကျွန်တော်တို့စက္ကန့်ဘယ်လိုဖတ်ရလဲနောက်ပြီးတော့စက္ကန့်ဘယ်လိုထုတ်ရမလဲဆိုတာကိုကျွန်တော်အနေနဲ့အသေးစိတ်လာရောက်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အင်္ဂိမ်းလို့ရင် UC အကြောင်းကိုပြောပြရမယ်ဆိုရင်ကျွန်တော်အနေနဲ့ချက်နဲ့ရှင်းပြခြင်းနဲ့ပထမတစ်ချက်ကတော့ကျွန်တော်တို့အကောက်ဝင်မဲ့သူနဲ့ဒုတိယတစ်ချက်ကတော့ကျွန်တော်တို့အကောက်ပေးဝင်မဲ့သူဆိုပြီးတော့ကျွန်တော်တို့အချက်နှစ်ချက်ရှိပါတယ်ဒီညမှာကျွန်တော်အနေနဲ့အားလုံးကိုနားလေသဘောပေါက်လွယ်အောင်ဟန်ကန်လေးနဲ့ရှင်းပြပေးမယ်ပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့အကောက်ဝင်မဲ့သူရဲ့လှုပ်ဆောင်ရမယ်လှုပ်ဆောင်ကြတော့ကျွန်တော်တို့အကောက်ပေးဝင်တော့မယ်ဆိုရင် most အားလေးကိုနှိပ်ပြီးလို့ဆိုရင်ကျွန်တော်တို့စက္ကန့်နဲ့ပေးဝင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့QR code ကိုတစ်ချက်နှိပ်ပေးနော် QR code တစ်ချက်နှိပ်ပေးပြီးလို့ဆိုရင်ဒါပြီးကိုဒါကို screenshot ရိုက်လိုက်ဗျာ Okay ကိုဒါကို screenshot ရိုက်လိုက်ပြီးလို့ဆိုရင်ကျွန်တော်တို့ပေးဝင်မဲ့သူပေါ့နော်ကိုပေးဝင်မဲ့သူစီကိုပို့လိုက်အဓိကဒီနေရာမှာကျွန်တော်တို့သိထားမှာကိုဝင်မဲ့သူကဒီနေရာမှာပဲရှိနေရမယ်နော်အပြင်ထွက်နေလို့မရဘူးဒီနေရာမှာပဲကျွန်တော်တို့စောင့်နေရမယ်ဟိုဘက်ဖတ်ပြီးတဲ့ခါကျရင်ဒါမှတန်းဝင်သွားမှာဖြစ်တဲ့အတွက်တို့ဒီနေရာမှာစောင့်ပေးရမယ်ဒါကတော့ကျွန်တော်တို့ဝင်မဲ့သူရဲ့လောက်ရမယ့်အချက်ပေါ့နော်ဒီလောက်သိထားရင်ရပြီဒုတိယတစ်ချက်အနေနဲ့စက္ကန့်ပေးဝင်မဲ့သူရဲ့အပိုင်းကိုကျွန်တော်အနေနဲ့သေချာလေးရှင်းပြပေးမယ်ကျွန်တော်တို့စက္ကန့်ပေးဝင်တော့မှာဆိုရင်ကျွန်တော်ပထမဆုံးအနေနဲ့ setting ထဲကိုသွားလိုက်ဗျာ setting ထဲကိုသွားပြီးကျွန်တော်တို့စက္ကန့် authorization ဆိုတာရှိတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပြီးလို့ဆိုရင်ကျွန်တော်စက္ကန့်ဘယ်လိုဖတ်လဲမပြောပြခင်မှာကျွန်တော်အနေနဲ့နိုင်ငံရှင်းပြနေတာလေးရှိတယ်ကိုကောက်ကိုသူများကိုပေးဝင်တော့မယ်ဆိုရင်ကိုတွေအနေနဲ့သူတို့ကို UC တွေတုံးလို့မရအောင်ပိတ်ထားလို့ရတယ်နောက်ပြီးတော့ကျွန်တော်တို့ဂိမ်းထဲမှာပွဲတငယ်ချင်းတွေကိုစာလိုက်ပို့လို့မရအောင်ပိတ်ထားလို့ရတယ်ပေါ့နော်ဒီမှာကိုပိတ်ချင်တဲ့ຢာကိုပိတ်လို့ရတယ်ဗျာဒါမှဆိုရင်လည်းUC ပေါ့နော် UC တုံးလို့မရအောင်ကျွန်တော်တို့ပိတ်လို့ရတယ်နောက်ပြီးတော့ဟိုအကောက်ကိုသူ့ကိုဘယ်နည်းပေးဝင်မလဲဆိုတာအစားကျွန်တော်တို့ချိန်ကြည့်လို့ရတယ်ပေါ့နော်ကဲကျွန်တော်အနေနဲ့စက္ကန့်ဘယ်လိုဖတ်ရမလဲပြောပြမယ်ဆိုကျွန်တော်ဒီမှာစက္ကန့် authorization ဆိုတာရှိရဗျအဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပြီးလို့ဆိုရင်ကိုကဖုန်းနှလုံးရှိရသူဆိုရင်တော့အဲ့မှာကိုတခြားဖုန်းမှာစက္ကန့်ကိုပြပြီးဒီကနေတိုက်ရိုက်ဖတ်လို့ရတယ်ကိုကဖုန်းတစ်လုံးမရှိရဆိုရင် तू ပေးလာတဲ့စက္ကန့်ကိုက download ဆွဲလိုက်ပေါ့နော်တပ်ပုံ download ဆွဲလိုက်ပြီးလို့ဆိုရင်ဗျာပြီးလို့ဆိုရင်ဒီမှာ photo album လေးကိုနှိပ်လိုက်ပြီးလို့ဆိုရင်ကိုဖတ်မဲ့စက္ကန့်ကိုတပ်ပုံရွေးပေးလိုက်အဲ့ဒါကိုနှိပ်ပြီးလို့ဆိုရင်ကျွန်တော်တို့အမှ close ဆိုတာလေးပေါ်လာရမယ်ဗျအဝါရောင်လေးအဲ့ဒါလေးဆိုလို့ဆိုရင်ကျွန်တော်တို့စက္ကန့်ဖတ်ခြင်းအောင်မြင်သွားပါပြီOkay ဒီလောက်ဆိုရင်တော့ brother တို့အနေနဲ့စက္ကန့်ဘယ်လိုဖတ်လဲဆိုတာသိလောက်ပြီလို့ထင်ပါတယ်စက္ကန့်ဖတ်တဲ့အကြောင်းအရာလွယ်တယ်ဆိုပေမဲ့မသိသေးတဲ့လူတွေအတွက်တော့တော်တော်လေးကိုတိုင်ပတ်နေတာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ရှင်းပြပေးလိုက်တာဖြစ်ပါတယ် UC Diamond နဲ့ Patch အကောင့်များကိုစိတ်ချစွာ Perfect Gaming TV မှာဝယ်ယူနိုင်ပါတယ်ခင်ဗျယုံကြည်စိတ်ချရပြီးတော့ဈေးသက်သာစွာနဲ့ရမှာမလို့ကျွန်တော်ဒီဗီဒီယိုအောက်မှာ link ချတာပြပါမယ်နော်တတိထားမှာတကူကတော့ page အတုတွေရှိတဲ့အတွက်ကျွန်တော်ပေးတဲ့ link ကပဲဝင်ပြီးတော့ဝယ်ယူကြပါဟုတ်ဘူးလမ်းမချကြပါနဲ့နော်ဟုတ်ကဲ့များများအားပေးကြပါ